မင်္ဂလာပါခင်ဗျာဗီဒီဒီက channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာဆိုရင်တော့ကျွန်တော်အနေနဲ့2026ခုနှစ်မေလအတွင်းမှာဆိုရင်ခုနှစ်သားသမီးများကြုံတွေ့ရမယ့်ကံကြမ္မာများနဲ့ထူးခြားချက်များကိုအသေးစိတ်တွေ့ချပြီးတော့ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ဒီလအတွင်းမှာဆိုရင်စီးပွားရေးလူမှုရေးကိစ္စများနဲ့အခြားသောအခြေအနေရများရဲ့ပြောင်းလဲမှုကိုနက်ခတ်ဗီဒီများအရာအသေးစိတ်တွေ့ချပြီးတော့ဟောကြားပေးသွားမှာပဲဖြစ်ပါတယ်ဒါကြောင့်အခုကြည့်ရှုနေတဲ့ကျွန်တော်မိတ်ဆွေတွေအနေဖြင့်မိမိတို့ရဲ့နေနံကိုကြော်ပြီးတော့ကြည့်မယ်ဆိုရင်လည်းအောက်က description ထဲမှာကျွန်တော်ကတင်ကုတ်ကလေးတွေချပေးထားပါတယ်ခင်ဗျာတနေ့ခုနေသားသမီးများတနေ့ခုနေသားသမီးတွေကိုစိုးမိုးတဲ့တနေ့ခုနေဂျိုဟာဆိုရင်မေလာအတွင်းပိုင်းမှာမိတ္တရာသီနဲ့ပြိတ္တရာသီနှစ်ခုလုံးကိုဖျက်ဆီးသွားမှာပဲဖြစ်ပါတယ်မေလာ1ရက်နေ့မှ15ရက်တွင်မှဆိုရင်မိတ္တရာသီထဲကိုဖျက်ဆီးသွားမှာဖြစ်ပြီးတော့15ရက်မှလက်ကုံတီအထိကိုတော့ပြိတ္တရာသီထဲကိုဖျက်ဆီးသွားမှာပဲဖြစ်ပါတယ်ပထမ15ရက်အတွင်းကာလတွေမှာဆိုရင်တနင်္ဂနွေဂျိုကမိတဲ့ရာသီဖြစ်ပြီးတော့မိတ္တရာသီဟာလည်းမိတဲ့ဖြစ်ပါတယ်မိတ္တရာသီကိုစိုးမိုးတဲ့ဂျိုကတော့အင်္ဂါဂျိုပါအင်္ဂါနေ့တနင်္ဂနွေဆိုတာကဥညွတ်ဆိုတဲ့ရံဖစ်တွေဖြစ်ပါတယ်ဒါပေမဲ့လို့နက်ကတ်ဘေးရင်သဘောတရားအရာတနင်္ဂနွေကဘယင်ဖြစ်ပြီးတော့အင်္ဂါဆိုတာကစစ်သူကြီးပါဒါကြောင့်တနင်္ဂနွေဂျိုကအင်္ဂါရဲ့ရာသီအိမ်ဖြစ်တဲ့မိတ္တရာသီထဲကိုဝင်ရောက်တဲ့အခါမှာတော့တနင်္ဂနွေသားသမီးတွေအနေဖြင့်လုပ်ငန်းခွင်တွေမှာနေရာကောင်းတွေရရှိပါလိမ့်မယ်ကိုယ်ပိုင်လုပ်ငန်းအသစ်များလည်းစတင်နိုင်ပါလိမ့်မယ်လူအများရဲ့အတိမတ်ပြုမှုနဲ့အမြင့်ဆုံးကိုရရှိမဲ့အချိန်ကာလလည်းဖြစ်ပါတယ်ဒီကာလမှာဆိုရင်တနင်္ဂနွေသားသမီးများအနေဖြင့်ဆုံးဖြတ်ချက်များကိုရရဝဝချမှတ်နိုင်ပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့တနင်္ဂနွေဂျိုဟာမိတ္တရာသီမှာပို့အဆင့်ဖြင့်အားအကောင်းဆုံးအခြေအနေကိုတည်ရှိနေလို့ဖြစ်ပါတယ်ပြောရမယ်ဆိုရင်တော့ဘယင်တစ်ပါးဟာသူ့ရဲ့ဆွမ်းအားရှိဆုံးရာဇပလင်ပေါ်မှာစံပယ်နေတယ်လို့မျိုးဖြစ်နေတဲ့အတွက်တနင်္ဂနွေသားသမီးတွေဟာဆိုရင်ကိုယုံကြည်မှုတွေအပြည့်အဝရှိနေပါလိမ့်မယ်နောက်တစ်ချက်ကတော့အင်္ဂါအင်ရှင်ရဲ့မိတဲ့ရာသီထဲမှာဆိုရင်တနင်္ဂနွေမိတဲ့ဂျိုရောက်ရှိနေတဲ့အတွေ့တည်သောတဲ့တွေကအလွန်ကိုပြင်းထန်နေပါလိမ့်မယ်ဒါကြောင့်အလုပ်တွေဆိုရင်မြန်မြန်ဆန်ဆန်ပြီးမြောက်စင်မဲ့အရှိန်ဟုန်တွေကိုရရှိနေတာပဲဖြစ်ပါတယ်ဒီကာလအတွင်းမှာဆိုရင်ဘာပဲလုပ်လို့အကုန်လုံးကမြန်ဆန်ပြီးတော့ပြီးမြောက်နေမှာပါမိမိတို့ရဲ့လုပ်ငန်းအသစ်စသည်ပဲဖြစ်စေဒါမှမဟုတ်တခြားနေရာပြောင်းတဲ့ကိစ္စတွေမှာပဲဖြစ်စေအားလုံးကအဆင်ပြေပြေနဲ့အမြန်ဆုံးချောချောမွေ့မွေ့တွေဖြစ်နေပါလိမ့်မယ်မေလ16ရက်မှ31တွင်ကာလတွေမှာဆိုရင်တနင်္ဂနွေဂျိုကပိတ္တရာသီကျဲကိုဝင်ရောက်သွားမှာပဲဖြစ်ပါတယ်ပိတ္တရာသီဆိုတာကတောက်ကြကြိုစိုးမိုးပါတယ်ဓာတ်ရာသီအဖြစ်တော့မြေတဲ့ရာသီလည်းဖြစ်ပါတယ်ဒါကြောင့်လာဆန်းပိုင်းမှာစတင်ခဲ့တဲ့အလုပ်တွေကနေငွေကြေးတွေအကျိုးမြတ်တွေစတင်ပြီးတော့ခံစားရပါလိမ့်မယ်အပြောင်းလဲတွေထက်ရှိပြီးသားအရာတွေကိုပုံမခိမအောင်လှုပ်ဆောင်ရမယ့်အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်ဆက်လှုပ်ရှားမှုထက်မိမိတို့ရဲ့လက်တွေ့ကြကြတွက်ချက်မှုကိုတော့ပို့ပြီးတော့ဦးစားပေးသင့်ပါတယ်ဘာကြောင့်လဲဆိုတော့တနင်္ဂနွေမိတဲ့ဟာဆိုရင်ပိတ္တရာသီမြေတဲ့ရာသီထဲကိုရောက်သွားတဲ့အခါမှာမိရဲ့တောက်လောင်မှုတွေကိုမြေတဲ့ကဖုံးအုပ်ပြီးတော့ထိန်းချောင်းလိုက်တယ်လို့မျိုးတွေဖြစ်သွားတတ်ပါတယ်ဒါကြောင့်ဆန္ဒတွေကအရင်လောက်မလောတော့ပဲအခြေတကျရှိဖို့ကိုပဲပို့ပြီးတော့အာယုံစိတ်လာနိုင်ပါတယ်ပိတ္တရာသီဟာဆိုရင်တောက်ကြအကျိုးအင်ရှင်ဖြစ်တဲ့အတွက်ငွေကြေးတွေစီးစိမ်တွေလောကီအာယုံတွေကိုပို့ပြီးခန်းစားလိုစိတ်တွေရှိလာပါလိမ့်မယ်တနင်္ဂနွေမိတဲ့ဟာဆိုရင်မြေတဲ့ရာသီဖြစ်တဲ့တောက်ကြကျိုးအိမ်ထဲမှာဆိုရင်အကျိုးပြုပြအဖြစ်ပြောင်းလဲသွားတဲ့အတွေ့ရလက်ကောင်းတွေဖြစ်ပုံဖော်ပေးနိုင်ပါတယ်ပြောရရင်တော့ပထမ15ရက်မှာမိမိတို့လုပ်ခဲ့တဲ့အလုပ်တွေမိမိတို့စတင်ခဲ့တဲ့အလုပ်တွေဟာဆိုရင်ဒုတိယ15ရက်အတွင်းမှာကောင်းကောင်းမွန်မွန်နဲ့အကျိုးပေးနေမှာပဲဖြစ်ပါတယ်ထူးထူးခြားခြားတွေဖြစ်လာပါလိမ့်မယ်တနင်္ဂနွေသားသမီးတွေအတွက်ဒီမေလာအတွင်းမှာဆိုရင်အဓိကသတိထားရမှာကတော့ပထမမေလ15ရက်အတွင်းမှာဆိုရင်ဥညုံတနင်္ဂနွေနေ့အင်္ဂါရဲ့ရံဖက်အမြင့်နဲ့ရှိနေတာမို့လို့တွေးတိုးတာမျိုးခေါင်းကိုက်တာနဲ့အပူဒဏ်ကိုတော့သတိထားရပါမယ်လလည်းပင်ကာလတွေမှာဆိုရင်ဥသာတောက်ကြံတဲ့တနင်္ဂနွေဆိုတာကမိုက်ဖက်တွေဖြစ်ပါတယ်ဒါကြောင့်အခြေရင်းနဲ့လူမှုရေးကဏ္ဍတွေမှာဆိုရင်စံပွင့်လာနိုင်ပါတယ်ဒါပေမဲ့လို့စကားများရတာမျိုးဒါမှမဟုတ်ငွေကြေးဖြုံးတိရတာမျိုးတွေကိုတော့ဆင်ကျင်ရပါလိမ့်မယ်ဒီကလာအတွင်းမှာဆိုရင်တနင်္ဂနွေသားသမီးတွေကမေလပထမပိုင်းမှာအလုတ်ကိန်းတွေတွေ့ကြမှုရှိပြီးတော့
ကျမ်းမာရေးအရသတိထားရမယ့်ကာလပါဒုတိယကာလမှာဆိုရင်တည်ငြိမ်မယ်စမ်းပွင့်မယ်ငွေကြေးအကုန်ကြမျှတထားကိုတော့သတိထားပေးပါရေရများအနေဖြင့်ဒီကာလအတွင်းမှာဆိုရင်မိမိတို့အိမ်ကဖျားမှာဈေးညွန့်သို့မဟုတ်တပြေပန်းများကိုကတ်လို့ပူဇော်ပေးပါတကြီးရွယ်အိုများကိုစေဝါဒါနပြုလုပ်ပေးပါဒါဆိုရင်တော့တနင်္ဂနွေသားသမီးများအနေဖြင့်2026မေလအတွင်းမှာဆိုရင်လုံးဝကောင်းမှန်စွာပဲဖြတ်သန်းနိုင်ပါလိမ့်မယ်တနင်္လာသားသမီးများတနင်္လာသားသမီးတွေကိုကိုစားပြုတဲ့တနင်္လာဂျိုဟာဆိုရင်ဂျိုတွေအားလုံးထက်မှာအသွာလာအမြတ်ဆုံးနှုံးနဲ့ရာသီခွင်တစ်ခုကိုခံမှန်းချေအဖြစ်နှစ်ရက်ခွဲခန့်သာရပ်တည်ပါတယ်ဒါကြောင့်လို့2026မေလတလထဲမှာတင်တနင်္လာဂျိုဟာဆိုရင်မိတ္တရာသီမှစပြီးတော့မိုင်းရာသီအထိ12ရာသီခွင်ပတ်လုံးကိုအစင်လိပ်ဖြစ်တန်းသွားမှာပဲဖြစ်ပါတယ်တလလုံးမှာတနေရာထက်တွေမရက်တည်တော့လည်းပဲတနင်္လာဂျိုဖြတ်တန်းသွားလာမိဂျိုများမှာဓာတ်သဘာဝရနေအင်ရှင်ဂျိုများပေါ်မူတည်ပြီးတော့တွက်ချစ်ပြီးကျွန်တော်အနေနဲ့ဟောကြားပေးလိုက်ရပါတယ်2026ခုနှစ်မေလအတွင်းမှာဆိုရင်တနင်္လာဂျိုဟာ12ရာသီခွင်လုံးကိုဖြတ်တန်းသွားမှာဖြစ်ပြီးတော့တနင်္လာဂျိုအစိုးရတဲ့တနင်္လာသားသမီးတွေဟာဆိုရင်ဒီကာလအတွင်းမှာမိမိတို့ရဲ့စက္ကန့်စားချက်တွေဟာဒီရေကဲ့သို့အတက်ကြတွေမြန်နေပါလိမ့်မယ်တနင်္လာသားသမီးတွေဟာဆိုရင်မေလ16ရက်မှ22ရက်တွင်အကာလတွေဟာဆိုရင်တနင်္လာဂျိုကအုပ်အဆင့်ဖြစ်ပြီးတော့ကတိရာသီဂျိုဖြစ်တဲ့ခရကရာသီဂျိုတို့ကိုရောက်ရှိနေတာဖြစ်တဲ့အတွက်မိမိတို့ရဲ့လှုပ်ဆောင်ချက်တွေဟာအထွတ်တိတ်တို့ရောက်ရှိနေပါလိမ့်မယ်ငွေဝင်လမ်းကြောင်းတွေလည်းဖြောင်ပြနေပါလိမ့်မယ်အဆုတ်တွေကောင်များလည်းရရှိပါလိမ့်မယ်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာဆိုရင်လည်းအထူးအောင်မြင်တတ်ပါတယ်အဓိကအဖြစ်တော့ digital ကောင်းတဲ့ဖန်တီးသူများအနုပညာဖန်တီးသူများအတွက်ဆိုရင်ဒီကာလဟာဆိုရင်ပရိသတ်တွေရဲ့ဆွတ်ဆောင်မှုကိုအကောင်းဆုံးရယူနိုင်မယ့်အချိန်ကာလလည်းဖြစ်ပါတယ်ရေပူအားဖြင့်ဒီကာလမှာဆိုရင်တနင်္လာသားသမီးတွေဟာစိတ်ကြည်လင်အေးချမ်းမှုနဲ့တူမိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ထောက်ခံအားပေးမှုကိုအပြည့်အဝရရှိမဲ့ကာလတွေပဲဖြစ်ပါတယ်သတိထားရမယ့်ကာလတွေကတော့မေလ3ရက်4ရက်နဲ့မေလ29ရက်နေ့လကုန်ပိုင်းကာလတွေပဲဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်တနင်္လာဂျိုကနိုင်အဆင့်ဖြစ်နေပြီးတော့ပြည့်စာရာသီကိုဖြတ်တန်းသွားလာခြင်းလည်းဖြစ်ပါတယ်အထူးသဖြင့်ကတော့မေလကုန်လေလပြည့်ချင်းနိုင်အဆင့်ကြုံကျနေတာဖြစ်လို့စိတ်ပိုင်းဆိုင်ရာကဏ္ဍတွေမှာဆိုရင်အကြောင်းပြချက်မရှိဘဲစိတ်အားငယ်တာမျိုးစိုးရင်ပူပန်ခြင်းတွေစိတ်လှုပ်ရှားခြင်းများဖြစ်ပေါ်တတ်ပါတယ်ဒီကာလတွေမှာဆိုရင်ကျန်းမာရေးတွေအရာအေးအေးမိတာမျိုးအစာအိမ်နဲ့အစာမကြေဖြစ်ခြင်းတို့ကိုသတိပြုရပါမယ်ကျွန်တော်အနေနဲ့အကြံပြုချင်တာကတော့ဒီကာလတွေမှာဆိုရင်အရေးကြီးတဲ့ဆုံးဖြတ်ချက်များကိုမချဖို့ပြောချင်ပါတယ်ဒီကာလတွေကိုစိတ်ရှင်သိခံပြီးတော့ဆောင်ဆင်းရန်လည်းလိုအပ်ပါတယ်အလုတ်ကင်ကဏ္ဍတွေမှာဆိုရင်မေလတွင်းမှာတနင်္လာဂျိုကလေဓာတ်နဲ့မိဓာတ်ရာသီများကိုဖျက်ဆီးသွားနေတဲ့အချိန်ဥပမာအဖြစ်ပြောရရင်တော့မေလဆန်းပိုင်းနဲ့မေလအလယ်ပိုင်းကာလတွေမှာဆိုရင်ခရီးတိုများတွားရတတ်ပါတယ်လူမှုဆက်ဆံရေးနယ်ပယ်တွေများကိုလည်းတွေ့ကြုံခံစားရပါလိမ့်မယ်မိတ်ဆွေအင်ရှင်ဂျိုများဖြစ်ကြတဲ့တနင်္ဂနွေနေ့ဗုဒ္ဓဟူးအိမ်များတို့ရောက်ရှိနေတဲ့အချိန်မှာတော့လူချိလူခင်ပေါ်များပြီးတော့စကားပြောဆိုမှုတွေအောင်မြင်မှုတွေရရှိပါလိမ့်မယ်အခြေရေးကဏ္ဍတွေမှာဆိုရင်လည်းတနင်္လာသားသမီးတွေဟာဆိုရင်လက်ကိုကိုစားပြုတဲ့အတွက်လက်ရဲ့ဆွဲဆောင်မှုကြောင့်လို့လူအများရဲ့စိတ်ဝင်စားခြင်းကိုခံရတတ်ပါတယ်ယောက်ျားလေးဖြစ်မယ်ဆိုရင်လည်းမင်္ဂလိများ၏စိတ်ဝင်စားမှုမင်္ဂလိများဖြစ်မယ်ဆိုရင်လည်းယောက်ျားလေးများ၏စိတ်ဝင်စားမှုကိုခံရတတ်ပါတယ်ဒါပေမဲ့လို့လေတဲ့ရာသီများဖြစ်တဲ့တူရာသီနဲ့ကုန်ရာသီတို့ကိုဖြတ်တန်းသွားလာတဲ့အချိန်မှာစိတ်တွေကကစားနေတဲ့အတွက်အခြေရေးမှာခင်ခင်မာမာဆုံးဖြတ်ချက်တွေချရန်လဲအလွန်ကိုခဲရင်းနေတတ်ပါတယ်အိမ်ထောင်ရှင်များအနေဖြင့်ကတော့မေလ20 22ရက်တွေကာလအတွင်းမှာဆိုရင်ကာရကရာသီအတွင်းကိုရောက်ရှိနေတာဖြစ်လို့အိမ်ထောင်ဘက်နဲ့အလွန်ကိုပဲနားလည်မှုပေးနိုင်တဲ့အချိန်ကဖြစ်ပါလိမ့်မယ်ကျွန်တော်အနေဖြင့်တနင်္လာသားသမီးများကိုမေလအတွင်းမှာကံကောင်းစေတဲ့အယောင်တွေနဲ့ပတ်သက်ပြီးတော့ထူးခြားတာလေးတခုပြောချင်ပါတယ်တနင်္လာသားသမီးတွေဟာဆိုရင်ပလဲရောင်အဖြူရောင်နဲ့ငွေရောင်တွေကိုအမြဲတမ်းဝတ်ဆင်ပြီးတော့အသုံးပြုပေးမယ်ဆိုရင်မိမိတို့အတွက်အမြဲတမ်းကံကောင်းမှုတွေရရှိပါလိမ့်မယ်ရရများအနေဖြင့်ကတော့ဒီကာလအတွင်းမှာဆိုရင်တနင်္လာသားသမီးတွေဟာမိခင်သို့မဟုတ်အသက်ကြီးရွယ်ကိုအမျိုးသမီးများကိုအဖျော်ရမကများသို့မဟုတ်နို့နဲ့နို့ထပစ္စည်းများကိုလူဒန်းပေးပါ
ဒါဟာဆိုရင်မိမိတို့ရဲ့စိတ်မတည်ငြိမ်မှုများကိုကျော်လွှားနိုင်မဲ့ရရတစ်ခုလည်းဖြစ်ပါတယ်တနင်္လာသားသမီးများတွေလာလေဟော့စတန်များကိုအနှစ်ချုပ်ရရင်မေလာတွင်းမှဆိုရင်တနင်္လာသားသမီးတွေဟာစိတ်ရဲ့စိတ်ခင်းရနောက်သို့မလိုက်ပဲလက်တွေ့ကြတဲ့အခွင့်အလမ်းများကိုစုပ်ကိုင်ရမယ်လက်တလဖြစ်ပါတယ်အဓိကအားဖြင့်တော့လလယ်ဘိန်းတွေမှာရရှိမဲ့အားသာချက်တွေကိုအသုံးချပြီးတော့လက်ကုံဘိန်းတွေမှာဖြစ်ပေါ်မဲ့စိတ်မတည်ငြိမ်မှုများကိုအဓိကထိန်းချောင်းရန်အလွန်ကိုအရေးကြီးပါတယ်။ဒါကြောင့်ကျွန်တော်ဟောပြောခဲ့တဲ့အကြောင်းအရာတွေကိုသိချစဉ်းစားလေ့လာပြီးတော့မှသုံးသပ်မယ်ဆိုရင်တနင်္လာသားသမီးတွေဟာဆိုရင်မေလကာလအတွင်းမှာအကောင်းဆုံးဖြတ်သန်းနိုင်မယ့်နေ့နယ်တွေပဲဖြစ်ပါလိမ့်မယ်။အင်္ဂါသားသမီးများ2026ခုနှစ်မေလအတွင်းမှာဆိုရင်အင်္ဂါဂျိုးရဲ့အခြေအနေဟာတနင်္လာနေ့မတူပဲအပြောင်းလဲတွေနည်းပါတယ်။အင်္ဂါဂျိုးဆိုတာကတရားတီထဲမှာ45ရက်ခန့်ကြာမြင့်စွာရက်တီနေမှာဖြစ်တဲ့အတွက်ကြောင့်မေလတစ်လလုံးမှာဆိုရင်အင်္ဂါဂျိုးဟာဆိုရင်မိတ္တရာတီထဲမှာပဲရှိနေမှာဖြစ်ပါတယ်။အင်္ဂါဂျိုးရဲ့အနေအထားနဲ့ပတ်သက်ပြီးတော့အသေးစိတ်ခွဲခြမ်းဆက်ပြပြီးတော့အင်္ဂါသားသမီးများအတွက်ဟောကြားရမယ်ဆိုရင်အင်္ဂါဂျိုးဟာမိတ္တရာတီထဲမှာတည်ရှိနေတာဖြစ်တဲ့အတွက်မိမိတို့ရဲ့နေအိမ်ကိုပြန်လည်ရောက်ရှိနေသလိုမျိုးဖြစ်နေပါလိမ့်မယ်။မိတ္တရာတီဆိုတာကအင်္ဂါဂျိုရဲ့မူလပိုင်းနဲ့ဖြစ်လို့အင်္ဂါဂျိုဟာဆိုရင်အလွန်အားကောင်းပြီးတော့ဩဇာတက္ကမတွေကြီးမားနေတဲ့အချိန်လည်းဖြစ်ပါတယ်။ဓာတ်သဘောဝါရတွေ့ကြရမယ်ဆိုရင်အင်္ဂါဂျိုဟာမိတ္တရာတီဖြစ်ပြီးတော့မိတ္တရာတီဟာလည်းမိတ္တရာတီပဲဖြစ်ပါတယ်။ဓာတ်တူချင်းစုံနေတဲ့အတွက်အလွန်ကိုအားကောင်းနေတဲ့ဒါပဲဖဲရအခြေအနေတွေပဲဖြစ်ပါတယ်။ဒါဟာတိကျမှုပြတ်သားမှုနဲ့ရဲစမ်းသတိနဲ့ခေါင်းဆောင်မှုအပိုင်းတွေမှာအထူးကောင်းမွန်စေပါတယ်။ဒါပေမဲ့လို့မိတဲ့လန်ခဲ့တဲ့အတွက်ဒေါသကြီးတာမျိုးစိတ်တို့လွယ်ခြင်းနဲ့အပူကြောင့်ဖြစ်တတ်တဲ့ယောဂဝေဒနာတွေကိုတော့သတိထားပေးရပါမယ်။မိတ္တရာသီရဲ့အရှင်ကျိုဟာအင်္ဂါကျိုကိုယ်တိုင်ဖြစ်နေတဲ့အတွက်ဒီကာလတွေမှာဆိုရင်ရန်သူမိတ်ဆွေခွဲခြားနေစရာမလိုပဲမိမိရဲ့အိမ်မှာပဲမိမိစိတ်တိုင်းကြောင့်အုပ်ချုပ်နေမဲ့အရှင်တခင်အချင်းတွေမျိုးမှာတည်ရှိနေမှာပါ။ဒါကြောင့်အင်္ဂါကျိုရဲ့ကောင်းကျိုးတွေကိုအပြည့်အဝပေးဆန်းနိုင်မဲ့အနေအထားတွေပဲဖြစ်ပါတယ်။လုပ်ငန်းခွင်တွေမှာဆိုရင်အလုပ်ပင်ခွင့်အာဏာတွေရရှိလာမယ်အလုပ်တွေစီမံကိန်းအသစ်များလည်းစတင်နေပြီးတော့အလွန်ကိုကောင်းမွန်နေတဲ့လာတလာဖြစ်ပါတယ်ငွေကြေးကဏ္ဍတွေမှာဆိုရင်တော့ကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေကြောင့်ရတဲ့ရထိုက်တဲ့အကျိုးမြတ်တွေရရှိပါလိမ့်မယ်အဓိကသတိထားရမှာကတော့အင်္ဂါဂျိုကအလွန်ကိုအားကောင်းနေတာဖြစ်တဲ့ကြောင့်စကားပြောတဲ့နေရာမှာရက်တန်းလန်းတာမျိုးသူတစ်ပါးကိုထိခိုက်မိတာမျိုးတွေအိမ်ထောင်ဖက်ဒါမှမဟုတ်မိတ်ဆွေတွေနဲ့အယူအဆမတူပဲထိတ်တိတ်တွေ့တာမျိုးတွေဖြစ်တတ်ပါတယ်။တခြားတာတစ်ခုကတော့ကိုယ့်ရဲ့အိမ်ထောင်ဖက်အပါဝင်အများရဲ့ကြောက်ရွံ့မှုလေးစားမှုနဲ့အထင်ကြီးခံရမှုတွေကိုခံစားနေရမယ်လက်တလာလည်းဖြစ်ပါတယ်။ဒီလမှာဆိုရင်တော့အင်္ဂါသတ္တမီများအနေဖြင့်လက်နဲ့မီးလျှက်စစ်နဲ့စက်ကရိယာတွေကိုကင်တွယ်တဲ့နေရာမှာသတိပြုရမယ်လက်တလာလည်းဖြစ်ပါတယ်။အချို့အပြည့်ဆိုရရင်2026မေလမှာဆိုရင်အင်္ဂါကျိုဟာဘရင်တစ်ပါးလိုအားအကောင်းဆုံးတည်ရှိနေတဲ့အနေအထားမှာဖြစ်တဲ့အတွေ့အင်္ဂါသတ္တမီတွေဟာမိမိတို့အနေနဲ့မိမိတို့ရဲ့ရည်မှန်းချက်တွေကိုအကောင်းဆုံးအခွင့်အရေးတစ်ခုကိုအကောင့်ထဲပေါ်နိုင်မဲ့လက်တလာလို့လည်းဆိုနိုင်ပါတယ်။ဒါကြောင့်အင်္ဂါသတ္တမီတွေအနေဖြင့်2026မေလအတွင်းမှာဆိုရင်မိမိတို့ဆုံးဖြတ်ခဲ့တဲ့မိမိတို့အရင်ကပြုလုပ်ခဲ့တဲ့အလုပ်တွေကိုစတင်ပြီးတော့အကောင့်ထဲပေါ်ပါမိမိတို့အကြံစီတွေကိုအကောင့်ထဲပေါ်ပါဒါဆိုရင်တော့ဒီမေလအတွင်းမှာအင်္ဂါသတ္တမီတွေဟာအကောင့်ဆုံးဖြတ်သန်းနိုင်မဲ့လက်တလာလည်းဖြစ်ပါတယ်ဗုဒ္ဓဟူသတ္တမီများ2026ခုနှစ်မေလအတွင်းမှာဆိုရင်ဗုဒ္ဓဟူဂျိုရဲ့တွာလာမှုဟာတနင်္လာဂျိုထက်နှေးပြီးတော့အင်္ဂါဂျိုထက်မြန်နေတဲ့အတွက်ရာသီခွင်တစ်ခုကိုဖျက်ဆီးသွားမှာပဲဖြစ်ပါတယ်အထူးသဖြင့်ကတော့မေလအတွင်းမှာဆိုရင်ဗုဒ္ဓဟူဂျိုဟာအသွမ်းနှုံးမှတ်နေတာဖြစ်တဲ့အတွက်ကြောင့်လို့ဆက်သွယ်ရေးနဲ့အကြံစီတွေမှာအဟံတားတွေနည်းနေမဲ့လက်တလလို့ဆိုနိုင်ပါတယ်ဗုဒ္ဓဟူဂျိုရဲ့အခြေအနေကိုတွက်ချက်ပြီးတော့အပိန်နှစ်ပိန်ခွဲခြားပြီးတော့ဟောကြားရပါလိမ့်မယ်ပထမတစ်ပိုင်းကတော့မေလ1ရက်နေ့မှမေလ12ရက်နေ့ဝမ်းကျင်နေဖြစ်ပါတယ်။လအစပိုင်းတွေမှာဗုဒ္ဓဟူးဂျိုဟာအင်္ဂါဂျိုစိုးမိုးတဲ့မိတ္တရာသီထဲမှာတည်ရှိနေပါဖြစ်ပါတယ်။ဗုဒ္ဓဟူးနဲ့အင်္ဂါဆိုတာကနက္ခတ်ဗေဒသဘောတရားအရရန်ဂျိုတွေဖြစ်ပါတယ်။ဗုဒ္ဓဟူးဆိုတာကအသိဉာဏ်တွေကိုကိုးစားပြုပြီးတော့အင်္ဂါဆိုတာကတော့ခွန်အားတွေကိုကိုးစားပြုပါတယ်။ဓာတ်သဘောတွေအရကြည့်မယ်ဆိုရင်ဗုဒ္ဓဟူးဆိုတာကမြေထဲနေလေးနဲ့ရောနှောနေပြီးတော့မိတဲ့ရာသီထဲကိုရောက်ရှိနေတာဖြစ်တဲ့အတွက်ကြောင့်လို့
မီးလောင်ရာလေပင့်ဆိုသလိုဖြစ်တတ်ပါတယ်စဉ်းစားဆင်ခြင်မှုထက်စိတ်လက်မှန်မှာပြောဆိုပါကဒေါသတကြီးဆုံးဖြတ်မိတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်စဉ်းစားဆင်ခြင်မှုထက်စိတ်လက်မှန်မှာပြောဆိုမိတာမျိုးသို့မဟုတ်ဒေါသတကြီးဆုံးဖြတ်မိတာမျိုးတွေလည်းကြုံတွေ့ရနိုင်ပါတယ်ဒါကြောင့်လို့ဒီကာလအတွင်းမှာဆိုရင်စကားပြောဆိုတဲ့နေရာမှာပြတ်တော်လွန်ပြီးတော့တစ်ဖက်လူကိုထိခိုက်တာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်ဤပညာနဲ့တီထွင်မှုအပိုင်းတွေမှာတော့အရက်ဆွမ်းပြီးလှုပ်ချင်ကိန်ချင်စိတ်တွေတက်ကြနေပါလိမ့်မယ်မီးလောင်ရလေပင့်ဆိုတဲ့သူတွေနဲ့ကြုံတွေ့ရတဲ့လို့ဒီကာလအတွင်းမှာဆိုရင်တော့အပေါင်းအသင်းတွေကိုသတိထားပေးပါနောက်တစ်ချက်ကတော့မေလ23ရက်မှလကုန်တီတိဖြစ်ပါတယ်ဒီကာလတွေမှာဆိုရင်ဗုဒ္ဓဟူးဂျိုဟာဆိုရင်တောက်ကြကြိုစိုးမိုးတဲ့တိတ်တရာသီထဲကိုကူးပြောင်းသွားမှာပဲဖြစ်ပါတယ်ဗုဒ္ဓဟူးနဲ့တောက်ကြကြိုဆိုတာကအလွန်ခင်မင်းတဲ့မိတ်ဂျိုတွေဖြစ်ပါတယ်မိတ်ဆွေကောင်းအိမ်ကိုရောက်သွားတဲ့အတွက်ဗုဒ္ဓဟူးဂျိုဟာဆိုရင်အစွမ်းစားတွေကိုပုံမထုတ်ပြလာနိုင်မဲ့ကာလတက္ကရာလည်းဖြစ်ပါတယ်ဗုဒ္ဓဟူးကမြေရက်ပါတိတ်တရာသီဆိုတာကလည်းမြေရက်ပါမြေရက်ချင်းတူပြီးတော့ဓာတ်တူတွေကျနေပါတယ်ဒီကာလတွေမှာဆိုရင်အလွန်တည်ငြိမ်ပြီးတော့အကျိုးရှိမဲ့အနေထားပါစီးပွားရေးကဏ္ဍတွေရစကားပြောဆိုမှုတွေမှာအောင်မြင်မယ်စိတ်ကူးစိတ်သန်းတွေကလက်တွေ့ကျလာမယ်အမှုပညာနဲ့ဖန်တီးမှုလုပ်ငန်းတွေကနေပြီးတော့မှအကျိုးမြတ်တွေရရှိနိုင်ပါတယ်ဘယ်သူတွေကမိမိပေါ်မှာတကယ်ကောင်းတယ်မကောင်းဘူးဆိုတာကိုလည်းသိရှိရမယ်ကာလတစ်ခုဖြစ်ပါတယ်မေလအစပိုင်းမှာစိတ်လောလောဖြစ်တတ်တော့လဲလရဲ့အဆုံးပိုင်းကာလတွေမှာဆိုရင်တော့အေးချမ်းနေမဲ့ကာလလို့သတ်မှတ်နိုင်ပါတယ်လလယ်ပိုင်းနောက်ပိုင်းတွေမှာဆိုရင်ငွေကြေးဆိုင်ရာစာချုပ်စာတမ်းတွေအပေးယူကိစ္စတွေကအထူးကိုအောင်မြင်နေပါလိမ့်မယ်ဒီကာလတွေမှာဆိုရင်ကွန်ထရက်ဖန်တီးသူတွေသို့မဟုတ်အမှုပညာလုပ်ငန်းလုပ်ကိုင်သူတွေတူရီမဟုတ်ကျောင်းဆရာအလုပ်မန်နေဂျာအလုပ်တွေကုမ္ပဏီလို့ပြုလုပ်သူတွေဆိုရင်တော့အိဒီယာအသစ်တွေထွက်ပေါ်ပါလိမ့်မယ်ပုံမှန်လုပ်နေကြအလုပ်တွေထက်အသစ်သောလုပ်ငန်းတွေကထူးခြားမှုတွေရှိနေပါလိမ့်မယ်ပညာရေးနဲ့သင်ကြားမှုကဏ္ဍတွေမှာဆိုရင်ဘာသာစကားအသစ်တွေသင်ယူရတာမျိုးနည်းပညာပိုင်းဆိုင်ရာလေ့လာရတာမျိုးတွေကမေလ23ရက်နောက်ပိုင်းမှာအာရုံစူးစိုက်မှုတွေပို့ပြီးတော့ကောင်းလာပါလိမ့်မယ်အဓိကသတိထားရမှာကတော့မေလပထမအပတ်အတွင်းမှာဆိုရင်မလိုလားအပ်ပဲစကားများရတာဆိုရှယ်မီဒီယာပေါ်မှာအငင်းပွားရတာမျိုးတွေကိုတော့ရှောင်ကျဉ်သင့်ပါတယ်ဥပမာအဖြစ် TikTok, YouTube, Facebook တို့စတဲ့ social media တွေပေါ်မှာဆိုရင်မိမိတို့ရဲ့စိတ်ခံစားချက်ကိုလုံးဝမထည့်သင့်ပါဘူးအကြံပေးချင်တာကတော့ဗုဒ္ဓဟူးဂျိုဟာမိမိအိမ်ကိုရောက်ရှိနေတဲ့မေလအလယ်ပိုင်းတွေမှာဆိုရင်အရေးကြီးတဲ့ဆွေးနွေးပွဲတွေလုပ်ငန်းတိုးချဲ့မှုတွေကိုလှုပ်ဆောင်တာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်အင်္ဂါဂျိုဟာမိတ္တရာသီမှာအကောင်းနေတဲ့အချိန်ဗုဒ္ဓဟူးဂျိုဟာလည်းအဲ့ဒီအိမ်ကိုဖြည့်တန်းတော့မှဖြစ်တဲ့အတွက်ဒီမေလအတွင်းမှာဆိုရင်အပြောအဆိုတွေထွေအလောက်ကနေနဲ့ပို့ပြီးတက်တက်ပြနိုင်မယ်ကာလတလဖြစ်ပါတယ်ဒါကြောင့်လို့အခုကျွန်တော်ဟောကြားခဲ့တဲ့ဟောကြားချက်တွေကိုသုံးသပ်ပြီးတော့ဗုဒ္ဓဟူးသတ္တမိတွေအနေနဲ့မေလကိုဖြတ်တန်းမယ်ဆိုရင်တော့အကောင်းဆုံးဖြတ်တန်းနိုင်ပါလိမ့်မယ်ဇတပရိသတ်သမီးများ2026ခုနှစ်မေလအတွင်းမှာဆိုရင်ဇတပရိဂျိုရဲ့အခြေအနေဟာအပြောင်းလဲကြီးကြီးမားမားမရှိသေးပေမဲ့လို့အလွန်အရေးကြီးတဲ့အခုပြောင်းကာလတစ်ခုကိုရောက်ရှိနေတာဖြစ်ပါတယ်နက်ခက်ဗေဒတွေ့ချင်မှုအရဆိုရင်ဇတပရိဂျိုဟာမေလတစ်လလုံးမှာမေထုံရာသီထဲမှာတည်ရှိနေမှာဖြစ်ပါတယ်ဇတပရိဂျိုရဲ့အသေးစိတ်အခြေအနေကိုတွေ့ချပြီးတော့ဟောကြားရရင်ဇတပရိဂျိုဆိုတာကဗုဒ္ဓဟူးနံပဲဆိုင်တဲ့မေထုံရာသီမှာရပ်တည်နေပါတယ်မေထုံရာသီဆိုတာကဇတပရိသသမီးရဲ့အတွက်ရန်ဂျိုအိမ်လို့သတ်မှတ်နိုင်ပေမဲ့လို့ဗုဒ္ဓဟူးရဲ့အသိဉာဏ်နဲ့ဇတပရိရဲ့ဘုဒ္ဓတာတို့ပေါင်းစပ်မဲ့နေရာလည်းဖြစ်ပါတယ်ဒီနေရာမှာအထူးအခြေအနေတစ်ခုကတော့ဇတပရိဂျိုဟာဆိုရင်မေထုံရာသီထဲမှာနောက်ဆုံးနေထိုင်နေတဲ့လတလာလည်းဖြစ်ပါတယ်2026ဇွန်လ7ရက်မှာဆိုရင်ဇတပရိဂျိုဟာ၎င်းရဲ့အားအကောင်းဆုံးဖြစ်တဲ့ကရကတ်ရာသီကူးပြောင်းတော့မှာပဲဖြစ်ပါတယ်မေလဟာအောင်မြင်မှုကြီးတစ်ခုအတွက်အာယူနေရတဲ့ကာလလို့လည်းဆိုနိုင်ပါတယ်။ဒါသဘောအရကြည့်မယ်ဆိုရင်ဇာတာပရိဂျိုဟာဆိုရင်လေတက်ဖြစ်ပါတယ်။ပြီးတော့မေထုံရာသီဆိုတာကလည်းလေတက်ရာသီဖြစ်ပါတယ်။လေတက်ချင်းစုံနေတဲ့အတွေ့ပြန်ပွားခြင်းသဘောကိုစောင့်ပါတယ်။တရင်အချက်လက်တွေပညာရက်တွေနဲ့အယူအဆသစ်တွေဟာဆိုရင်ဟိုးကြော်ပြန့်နှံ့လွယ်တဲ့အနေအထားပါ။လူမှုကွန်ရက်နဲ့ဆက်သွယ်တဲ့လုပ်ငန်းတွေအတွက်အလွန်အားကောင်းနေတဲ့သဘောလည်းဖြစ်ပါတယ်။မေထုံရာသီရဲ့အင်ရှင်ဂျိုဟာဆိုရင်ဗုဒ္ဓဟူးဂျိုဖြစ်ပါတယ်။ဇာတာပရိကဗုဒ္ဓဟူးကိုရန်သူလို့သဘောထားပေမဲ့လို့ဗုဒ္ဓဟူးကတော့ဇာတာပရိကိုမိတ်ဆွေလိုပဲသဘောထားပါတယ်
ဒီအနေထဲအားဆိုရင်ပညာရှိတွေအချင်းချင်းစကားများရတာသို့မဟုတ်စနစ်ဟောင်းနဲ့စနစ်သစ်တွေပွက်တက်မှုတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်ဒါပေမဲ့လို့လက်တွေ့ကျတဲ့အသိဉာဏ်နဲ့မြင့်မြတ်တဲ့အတွေ့အခေါ်တွေပေါင်းစပ်ပြီးတော့ဖြစ်ထုံနိုင်မဲ့ကာလမျိုးလည်းဖြစ်ပါတယ်ဂျာတာပရိကျိုစိုးမိုးတဲ့ဂျာတာပရိသတ်သမီးတွေဟာဆိုရင်မေလကာလအတွင်းမှာသင်တန်းအတွေ့တွေသိရတာမျိုးဘာသာစကားအသစ်တွေလေ့လာရတာအတွေ့အလွန်ကိုကောင်းမှန်ပါတယ်မိမိသိရှိထားတဲ့အသိဉာဏ်ပညာတွေကိုတပားသူများအတွက်ပြန်လည်မျှဝေရမယ့်ကိစ္စတွေနဲ့ကြုံတွေ့ရတတ်ပါတယ်စီးပွားရေးလုပ်ငန်းတွေမှာဆိုရင်လုပ်ငန်းအဟောင်းတွေကိုအချောတက်ပြီးတော့လုပ်ငန်းအသစ်တွေစတင်ဖို့စီမံကိန်းတွေရေးဆွဲရမယ့်အချိန်မှာငွေကြေးနဲ့ပတ်သက်ရင်တော့အသုံးစရိတ်တွေကကြီးနေတတ်ပါတယ်အဓိကသတိထားရမှာကတော့လေတဲ့ရာသီလွန်ကဲနေတာဖြစ်တဲ့အတွေ့အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာနဲ့လေယောဂတွေကိုသတိပြုရပါမယ်မရေရတဲ့ကောလဟာလတွေကိုယုံကြည်ပြီးတော့ဆုံးဖြတ်ချက်အမှားမျိုးတွေမဖြစ်အောင်လဲသတိထားရပါမယ်ပြီးတော့ဒီကာလအတွင်းမှာဆိုရင်မိမိတို့ရဲ့ကောင်းတဲ့သတင်းဖြစ်စေဆိုးတဲ့သတင်းဖြစ်စေအမြဲတမ်းကြော်ကြားနေမဲ့ကာလလည်းတစ်ခုဖြစ်ပါတယ်ပြောရရင်တော့ဆိုးဆိုးကောင်းကောင်းမိမိတို့ရဲ့သတင်းတွေဟာပတ်ဝန်းကျင်မှာလုံးဝပြန့်နှံ့လွယ်တာမျိုးတွေဖြစ်တတ်ပါတယ်အနှစ်ချုပ်အဖြစ်ဆိုရမယ်ဆိုရင်မေလဟာဆိုရင်ဂျာတာပရိကျိုအတွက်အားအကောင်းဆုံးအခြေအနေသို့မတက်ရောက်မီနောက်ဆုံးဖြစ်ရမယ့်စာမပွဲဖြစ်နေရတဲ့လက်တလာလည်းဖြစ်ပါတယ်ဒါကြောင့်ဂျာတာပရိသတ်သမီးတွေအနေနဲ့ဒီလမှာဆိုရင်စိတ်ရှိရှိနဲ့အစီအစဉ်တကျပြင်ဆင်ထားမယ်ဆိုရင်လာမယ့်ဇွန်လကနေစပြီးတော့ကြီးမားတဲ့ကံကောင်းမှုတွေကိုပိုင်ဆိုင်ရပါလိမ့်မယ်တောက်ကြသားသမီးများ2026ခုနှစ်မေလအတွင်းမှာဆိုရင်တောက်ကြကျိုးဟာသူတို့ရဲ့ပင်ကိုယ်စွမ်းအပြည့်အဝဆုံးရှိမဲ့ရာသီကွင်းတွေထဲမှာစံပယ်နေမှာပဲဖြစ်ပါတယ်တောက်ကြကျိုးဟာဆိုရင်မေလအတွင်းမှာရာသီနှစ်ခုကိုပူပြောင်းပြီးတော့ဖြတ်တန်းသွားမှာပဲဖြစ်ပါတယ်ပထမမေလ1ရက်နေ့မှစ၍23ရက်နေ့မှဆိုရင်ပြည့်တဲ့ရာသီထဲကိုဖြတ်တန်းနေမှာဖြစ်ပါတယ်ဒီကာလဟာဆိုရင်တောက်ကြကျိုးအတွက်ကတော့အထူးခြားဆုံးနဲ့အားအကောင်းဆုံးအခြေအနေပဲဖြစ်ပါတယ်တောက်ကြကျိုးက၎င်းကိုယ်တိုင်စိုးမိုးတဲ့ပြည့်တဲ့ရာသီထဲမှာကတိအနေထားဖြင့်တည်ရှိနေမှာဖြစ်ပါတယ်မိမိရဲ့အိမ်မှာမိမိကစံပယ်နေတဲ့ကဲ့သို့အလွန်တင့်တယ်ပြီးတော့အစွမ်းတက်တည်တွေလည်းပြည့်ဝနေပါလိမ့်မယ်ဓာတ်သဘောတရားအရာတောက်ကြဆိုတာကရေဓာတ်ဖြစ်ပြီးတော့ပြိတ္တရာသီကတော့မြေဓာတ်ဖြစ်ပါတယ်မြေနဲ့ရေတို့ပေါင်းစပ်မှုကြောင့်လို့အလွန်ကိုအကျိုးဖြစ်တတ်မဲ့ကာလတစ်ခုပါတည်ငြိမ်အေးချမ်းမှုတွေကိုလည်းဖြစ်ပေါ်စေပါတယ်ဒါကြောင့်လို့ဒီကာလအတွင်းမှာဆိုရင်အလှပအမှုပညာနဲ့စီးစိမ်ဥစ္စာပိုင်းဆိုင်ရာများမှာထူးထူးခြားခြားအောင်မြင်မှုတွေရရှိနေပါလိမ့်မယ်ငွေကြေးစီးဆင်းမှုတွေကောင်းမွန်ပြီးတော့စိတ်ချမ်းမြေ့စရာကာလတစ်ခုလည်းဖြစ်ပါတယ်မေလ24ရက်မှာလကုန်အထိကာလတွေဟာဆိုရင်မေထုံရာသီထဲမှာတည်ရှိနေပါဖြစ်ပါတယ်တောက်ကြကျိုးဟာဆိုရင်ဗုဒ္ဓကျိုးစိုးမိုးတဲ့မေထုံရာသီထဲကိုပူပြောင်းသွားမှာလည်းဖြစ်ပြီးတော့တောက်ကြနေ့ဗုဒ္ဓဟုဆိုတာကအလွန်ရင်းနှီးတဲ့မိတ်ကြိုများဖြစ်ကြပါတယ်ဒါကြောင့်လို့မိတ်ဆွေအိမ်ထဲကိုအလဲသွားတဲ့ကဲ့သို့တက်တောင့်တက်တာရှိပြီးပျော်ရွှင်စရာအားကောင်းတဲ့အခြေအနေတည်းရလည်းဖြစ်နိုင်ပါတယ်ရေဓာတ်နဲ့လေဓာတ်တို့ရဲ့ဆုံတွေ့မှုကြောင့်လို့အကြံဉာဏ်တွေများစကားပြောဆိုမှုများမှာဆွဲဆောင်မှုရှိခြင်းနဲ့လူမှုဆက်ဆံရေးနှစ်ပယ်တွေမှာဆိုရင်ပုံမကျေပြန့်လာနိုင်ပါတယ်တောက်ကြကျိုးစိုးမိုးတဲ့တောက်ကြသားသမီးများအတွက်မေလဟာဆိုရင်အောင်မြင်မှုများရရှိမဲ့လတလာလို့ဆိုရမှာပါအခြေရင်းနဲ့လူမှုရေးကဏ္ဍတွေမှာဆိုရင်တော့မေလ23ရက်နေ့အထိကိုယ်ပိုင်အိမ်မှာရှိနေခြင်းဖြစ်တဲ့အတွက်ချစ်သူမရှိသူများအချစ်တဲ့တွေတွေ့ရှိပါလိမ့်မယ်အိမ်ထောင်သည်များအနေဖြင့်လဲနားလည်မှုတွေပုံမရရှိပါလိမ့်မယ်ဆွဲဆောင်မှုအလွန်အားကောင်းနိုင်မဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်ငွေကြေးကဏ္ဍတွေမှာဆိုရင်အထူးသဖြင့်မေလပထမ3မှတ်အတွင်းမှာဆိုရင်ငွေဝင်လမ်းများပွင့်နေတတ်ပါတယ်အမှုပညာသို့မဟုတ်အလှပနေပတ်သက်တဲ့လုပ်ငန်းလုပ်ကံသူတွေဟာဆိုရင်အကျိုးမြတ်တွေအထူးရရှိပါလိမ့်မယ်တောက်ကြကျိုးအားကောင်းနေတဲ့အချိန်မှာအပျော်ပါအစားအသောက်နဲ့အသုံးဆွဲပိုင်းဆိုင်ရာတွေမှာတော့အထိုင်ကွက်မဲ့လွယ်တဲ့သဘောတွေရှိတတ်ပါတယ်ကာမဂုဏ်ခံစားမှုနောက်ကိုအလွန်ကြံလိမ့်မိခြင်းတို့ကိုအထူးဆင်ခြင်ရန်လည်းလိုအပ်ပါတယ်အနည်းချုပ်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားချင်တာကတော့2026မေလမှာဆိုရင်တောက်ကြကျိုးကမိမိတို့ရဲ့ကိုယ်ပိုင်အိမ်ဖြစ်တဲ့ပိဋကရာသီမှာရက်တည်နေတဲ့အချိန်ဗုဒ္ဓဟူးကျိုးကလည်းမေလ23ရက်နေ့ကနေစပြီးတော့ဒီအိမ်ထဲကိုရောက်ရှိလာမှာပဲဖြစ်ပါတယ်ဒါကြောင့်မေလအလယ်ပိုင်းမှာတောက်ကြနေဗုဒ္ဓဟူးမိတ်ဘက်နှစ်ခုလုံးပေါင်းဆောင်ခြင်းကြောင့်လို့စီးပွားရေးကဏ္ဍတွေမှာစာချုပ်စာတမ်းကိစ္စတွေမှာအထူးအောင်မြင်ပါလိမ့်မယ်အခြေရေးတွေမှာဆိုရင်လည်းစကားပြောဆိုမှုတွေနားလည်မှုတွေပြန်လည်တည်ဆောက်နိုင်မယ့်ကာလတစ်ခုဖြစ်ပါတယ်အဓိကအဖြစ်တော့အမှုပညာနဲ့အလှပဆိုင်ရာလုပ်ငန်းများ
ဖန်တီးမှုဆိုင်ရာလုပ်ငန်းများမှာဆိုရင်ထူးခြားတဲ့ဖန်တီးမှုများထူးခြားတဲ့အမှုပညာများနဲ့အောင်မြင်နိုင်မဲ့လတ်တလဖြစ်ပါတယ်ပြောရရင်တော့တောက်ကြကျိုးရဲ့ဒီလိုအားကောင်းတဲ့အနေအထားဟာဆိုရင်တစ်နှစ်ပတ်လုံးမှာတစ်ခါပဲရရှိမဲ့အခွင့်အရေးပဲဖြစ်ပါတယ်ဒါကြောင့်တောက်ကြသားသမီးများအနေဖြင့်ဒီမေလကိုတော့လွတ်လွတ်မခံပဲမိမိတို့ရဲ့မှာဘဝတလန်အတွေ့စူးစမ်းမယ်ဆိုရင်တော့မေလဟာတောက်ကြသားသမီးတွေအတွေ့လုံးဝကိုပျော်ရွှင်ဖွယ်ရာလက်တလဖြစ်လာပါလိမ့်မယ်စနေသားသမီးများ2026ခုနှစ်မေလတွင်းမှာဆိုရင်စနေကြိုရဲ့အခြေအနေဟာအသွမ်းနှုံးအလွန်နှိမ့်တဲ့တွေတခြားကြိုတွေလိုရာသီကူးပြောင်းတာမျိုးမရှိပဲမန်ရာသီထဲမှာပဲအခြေတကျရက်တည်နေမှာဖြစ်ပါတယ်စနေကြိုဟာဆိုရင်တရားသီထဲမှာနှစ်ခောက်ခန့်ကြာမြင့်အောင်နေထိုင်လေးရှိတဲ့တွေဒီကာလဟာဆိုရင်စနေကြိုရဲ့မန်ရာသီခီးစဉ်တွေမှာရောက်ရှိနေတဲ့အချိန်ကာလဖြစ်ပါတယ်စနေကြိုရဲ့အသေးစိတ်ကိုတွေ့ချင်ပြီးတော့ဟောကြားရမယ်ဆိုရင်စနေကြိုဟာဆိုရင်ကြာတာပရိကျိုအိမ်မှာတည်ရှိနေတာဖြစ်လို့ဂျားနေအဆင့်လို့ဆိုနေပေမဲ့လို့စီကံကြည့်တဲ့စနေနှစ်သဘောထားကြည့်တဲ့ကြာတာပရိတို့ရဲ့သဘောတရားအရာခံယူချက်တွေအလုံးလုံးအချင်းတွေကိုဖော်ပြနေပါတယ်အထူးသဖြင့်ကတော့မေလတွင်းမှာစနေကြိုဟာဓာတ်သဘောအရတွေ့ကြည့်ရမယ်ဆိုရင်စနေကြိုဟာလေတဲ့ရာသီဖြစ်ပြီးတော့မန်ရာသီဟာဆိုရင်ရေတဲ့ရာသီဖြစ်ပါတယ်လေကရေကိုလှိမ့်ထစေသလိုမျိုးစက်ပင်းဆိုင်ရာမှာမတည်ငြိမ်မှုတွေအတွေးခေါ်နေနေမှုတွေဖြစ်ပေါ်စေနိုင်ပါတယ်ရေတဲ့ရာသီထဲမှာလေတဲ့ဂျိုဟာနေနေတဲ့ပြောင်းလဲမှုတွေကိုဖော်ဆောင်နိုင်ပါတယ်အပေါ်ရန်ထက်မိမိတို့ရဲ့စိတ်အတွင်းပိုင်းမှာခံစားချက်တွေကိုပုံမူပြီးတော့ပြုပြင်ပြောင်းလဲရမယ်ကာလမျိုးလည်းဖြစ်ပါတယ်နောက်တစ်ခုကတော့အင်ရှင်ဂျိုနဲ့ဆက်ဆံရေးကိုတွက်ချက်ရမယ်ဆိုရင်မန်ယာသီးရဲ့အင်ရှင်ဂျိုကကြက်တာပရိဖြစ်ပါတယ်မြန်မာရိုးရာနက္ခတ်ဗေဒင်အရကြက်တာပရိနဲ့စနေဆိုတာကရန်တဲ့ဆိုတဲ့အတိုင်းပညာရှင်နဲ့အလုပ်သမားစီကန်းနဲ့လွတ်လပ်ခွင့်တို့ကြားမှာအပြည့်မှုတွေရှိနေတတ်ပါတယ်ဒါကြောင့်စနေကကြက်တာပရိအိမ်မှာရောက်ရှိနေတာဟာဆိုရင်ရန်သူအိမ်မှာဧည့်သည်လာနေသလိုမျိုးဖြစ်နေတဲ့အတွေ့စနေရဲ့အစွမ်းသက်တည်တွေဟာဆိုရင်အနှဲငယ်ထိန်းချုပ်ခံရတယ်လို့မျိုးခံစားနိုင်ရပါတယ်။ဒါကြောင့်လို့စနေသားသမီးတွေအတွက်မေလာတွင်းမှာဆိုရင်တီးခန့်ခြင်းဖြင့်အောင်မြင်မှုကိုတည်ဆောက်ရမယ်ကာလတစ်ခုလည်းဖြစ်ပါတယ်။လုပ်ငန်းခွင်တွေမှာတာဝန်တွေပိုပြီးလာတတ်ပါတယ်။ရုပ်တရက်အောင်မြင်တာမျိုးတွေတဖြည်းဖြည်းချင်းစ조사ယူရတဲ့အောင်မြင်မှုတွေပဲရရှိပါလိမ့်မယ်။အရင်ကကြံခဲ့တဲ့အလုပ်ဟောင်းတွေကိုတေချာချော့တက်ရတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်။ကျမ်းမာရေးအရာဆိုရင်တော့စနေသားသမီးတွေဟာဆိုရင်ဒီမေလာတွင်းမှာအယိုးအစစ်သွားနဲ့နားပိုင်းဆိုင်ရာယောဂဝေဒနာတွေကိုသတိပြုရပါမယ်။စိတ်ဖိစီးမှုတွေမျှပြီးတော့အိမ်မပြောတဲ့ယောဂဝေဒနာတွေလည်းခံစားရတတ်ပါတယ်။ဝိจิကဏ္ဍတွေမှာဆိုရင်အဝင်ထက်အထွတ်တွေကပိုပြီးတော့များနေနိုင်ပါတယ်။ဒီကာလမှာဆိုရင်ရေရှိအတွက်ရင်းနှီးမြှုပ်နှံမှုတွေပြုလုပ်မယ်ဆိုပါကအစဉ်ပြေနေပြီးတော့မှရေတို့အကျိုးအတွက်ပြုလုပ်မယ်ဆိုရင်လုံးဝမပြုလုပ်သင့်ပါဘူး။အထူးသတိထားရမှာကတော့စနေနေ့ကြက်တာပရိဂျိုတွေရဲ့အနေထားပါမေလာတွင်းမှာဆိုရင်စနေကြိုကမန်ယာတီမှာတရှိနေမှာဖြစ်ပြီးတော့ကြက်တာပရိဂျိုကမေထုံယာတီမှာတရှိနေမှာဖြစ်ပါတယ်ဒီဂျိုကြီးနှလုံးဟာဆိုရင်တစ်ခုနဲ့တစ်ခုအချိုးပြုတ်နေတဲ့ဂျိုတွေပဲဖြစ်ပါတယ်ဒါကြောင့်လို့စနေသားသမီးတွေဟာဆိုရင်ဒီကာလတွင်းမှာမိမိကိုမိမိရေရှိအတွက်ပြင်ဆင်ပြီးတော့မှအေးအေးဆေးဆေးနဲ့ပန်းနေစီကိုတရွေ့ရွေ့သွားနေရမယ်လက်တက်လာပဲဖြစ်ပါတယ်အနှိမ့်ချိုအားဖြင့်ပြောရရင်စနေသားသမီးတွေဟာဆိုရင်2026မေလတွင်းမှာဆိုရင်ဆက်ရှိသိခံမှုကိုရှေ့တန်းတင်ပြီးတော့မှမိမိတို့ရဲ့လုပ်စရာလုပ်ငန်းများကိုပြုလုပ်ပါမိမိတို့ပန်းတိုင်ကိုဖြစ်ဖြစ်နဲ့မှန်မှန်ရှောက်လန်းမယ်ဆိုပါကဒီမေလတွင်းကိုကောင်းကောင်းဖြတ်သန်းနိုင်မှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့အထူးဟောကြားချင်တာကတော့ရဟုတ်သားသမီးတွေအတွက်ပါ2026ခုနှစ်မေလတွင်းပိုင်းမှာဆိုရင်ရဟုတ်ဂျူရဲ့ချင်းတွေကိုတွေ့ချပြီးတော့ရဟုတ်သားသမီးတွေအတွက်ဟောကြားပေးလိုက်ပါတယ်2026မေလတွင်းမှာဆိုရင်ရဟုတ်ဂျူဟာကုံရာတီထဲမှာတည်ရှိနေမှာဖြစ်တဲ့အတွက်ကုံရာတီဟာဆိုရင်ရဟုတ်ဂျူရဲ့အင်ရှင်ပဲဖြစ်ပါတယ်ရဟုတ်ဂျူဟာဆိုရင်ကုံရာတီမှာကတိရာတီအဖြစ်တည်ရှိနေမှာဖြစ်ပါတယ်ဒါကြောင့်လို့ဒီကာလမှာအလွန်တက်ကြတဲ့ရာသီလိုလဲဆိုနိုင်ပါတယ်ရဟုသားသမီးတွေဟာဆိုရင်ဒီလအတွင်းမှာအလွန်ကိုပဲအားကောင်းနေပါတယ်ထူးခြားချက်အနေနဲ့ပြောရမယ်ဆိုရင်ရဟုဆိုတာကအတူအယောင်ဤပညာနဲ့ထူးခြားဆန်းသစ်မှုနဲ့လောကီစည်းစိမ်တွေကိုကိုစားပြုပါတယ်ကုံရာသီကတော့တီထွင်မှုနဲ့လူထုဆက်ဆံရေးတွေကိုကိုစားပြုတဲ့အတွက်ဒီကာလတွေမှာဆိုရင် digital platform တွေ AI နည်းပညာနဲ့ online စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူတွေအတွက်
အလွန်ကိုအရှင်ကောင်းနေမဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ဒီထားရမှာတစ်ခုကတော့ရာဟုဆိုတာအတူရောင်တွေကိုကိုစားပြုတဲ့အတွက်ဒီကာလအတွင်းမှာဆိုရင်ကြားဖြတ်လုပ်ငန်းတွေမျိုးအလိန်ခံရတာမျိုးအွန်လိုင်းပေါ်ကနေလိန်လဲတာမျိုးဖုန်းတွေမိမိတို့ရဲ့ဘဏ်အကောင့်တွေစသဖြင့်ကေပေးဝက်ပေးများကိုလည်းဟက်ခံနိုင်ရတဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ဒါကြောင့်လို့ရာဟုသားသမီးတွေအနေဖြင့်ဒီကာလအတွင်းမှာဆိုရင်ဤပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအရဲစွာပြီးမလုပ်ဖို့အတူရောင်တဲ့အစစ်မှန်ကိုခွဲခြားဖို့လည်းလိုအပ်ပါတယ်။ဒါသဘောအရတွေ့ကြည့်ရမယ်ဆိုရင်ရာဟုဆိုတာကလေးတက်ဖြစ်ပြီးတော့ကုံရာသီဟာလည်းလေးတက်ဖြစ်ပါတယ်။လေးတက်ချင်းတူညီနေတဲ့တွင်သတင်းတွေဟာဆိုရင်အလွန်ကိုပြန့်နှံ့လွယ်ပါတယ်။သတင်းစကားတွေကောလာဟလတွေဒါမှမဟုတ်လူမှုကွန်ရက်ပေါ်မှာဖြစ်နေတဲ့ကိစ္စတွေဟာဆိုရင်မေလအတွင်းမှာအားအကောင်းဆုံးတည်ရှိနေပါလိမ့်မယ်။အစမ်းတကျဖန်တီးမှုများ TikTok, Facebook တို့မှာ YouTube တို့မှာစသဖြင့်ကောင်းတဲ့ဖန်တီးသူတွေကြားတဲ့ဟာဆိုရင်လုံးဝကိုရေပန်းစားနိုင်မဲ့ကာလတစ်ခုလည်းဖြစ်ပါတယ်။ကုံရာသီရဲ့အင်ရှင်ဂျိုကစနေဂျိုဖြစ်ပါတယ်။ Yahoo နဲ့စနေဆိုတာကမိုက်တက်တွေဖြစ်တဲ့အတွက် Yahoo ရဲ့အစွမ်းသက်တွေကိုလွယ်လွယ်စွာပဲထုတ်ဖော်ပြသနိုင်တဲ့အစွမ်းတွေရှိနေမဲ့လက်တလာလည်းဖြစ်ပါတယ်။ဒီလအတွင်းမှာဆိုရင် Yahoo သားသမီးတွေအနေဖြင့်မထင်မှတ်ထားတဲ့ဘက်ကအကျိုးမြတ်တွေရရှိပါလိမ့်မယ်။အထူးသဖြင့်ကတော့နည်းပညာအမှုပညာနဲ့ပြည်ပနဲ့ဆက်သွယ်တဲ့အလုပ်ကိုင်တွေမှာဆိုရင်တူတူချာချာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။လူမှုရေးကဏ္ဍတွေမှာဆိုရင်တော့လူအများရဲ့စိတ်ဝင်စားမှုကိုရရှိမယ်။ဒါပေမဲ့လို့မိမိရဲ့ပုံရိပ်ကိုတော့ထင်သင်ဖို့အလွန်ကိုအရေးကြီးနေတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ Yahoo ဆိုတာကအတူရောင်တွေကိုကိုစားပြုတဲ့အတွက်တစ်ခါတလေမှာကိုယ့်အပေါ်ကိုနားလည်မှုလွဲတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်။သတိထားရမှာကတော့ဒီကာလမှာဆိုရင်Yahoo သားသမီးတွေဟာအင်အားအလွန်ကိုကောင်းနေတဲ့ကာလတစ်ခုဖြစ်လို့လောဘစောတွေတက်တတ်ပါတယ်ဖြက်လန်းနည်းတွေလိုက်တတ်ပါတယ်မရေရတဲ့ရင်းနှီးမြှုပ်နှံမှုတွေနောက်ကိုအလွန်အကျမလိမ့်မှုဖို့တော့သတိထားရပါမယ်ကျမ်းမာရေးအရာဆိုရင်တော့အာရုံကြောနဲ့ပတ်သက်တဲ့ဝေဒနာတွေကိုတော့အထူးသတိပြုပေးပါအနှစ်ချုပ်အပြင်ဟောကြားရမယ်ဆိုရင်2026မေလမှာဆိုရင်Yahoo ဂျိုကွန်ရာသီနဲ့စနေဂျိုမန်ရာသီတို့ဟာဘေးချင်းကရာသီတွေရှိနေတာကြောင့်လို့ဒီနှစ်ခုရဲ့ကြီးမားတဲ့ပြောင်းလဲမှုကိုဖော်ဆောင်နေပါတယ်။ Yahoo ရဲ့လေးတဲ့ဟာဆိုရင်အသစ်စမ်းတွေကိုတည်ဆောင်လာပြီးစနေရဲ့ရေတဲ့မန်ယာတိဟာဆိုရင်တော့ဒီအပြောင်းလဲတွေကိုစိတ်ပန်းဆိုင်ရာမှာအခြေတည်ဖို့စူးစမ်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်။ဒါကြောင့်လို့ Yahoo သားသမီးတွေအနေဖြင့်ဒီကာလမှာဆိုရင်အပြောင်းလဲနေပြုလို့ရမယ့်ကဏ္ဍတွေကိုအခြေချပါပြုလုပ်ပါရဲဝံ့စွာဖြင့်စံစားပါသတိထားရမှာကတော့အတူရောင်နဲ့အလိမ်ညာတွေကိုသတိထားပါစိတ်လောတာတွေကိုမိမိကိုမိမိပြန်လဲသုံးသပ်ပါဆင်ကျင်ပါဒါဆိုရင်တော့Yahoo သားသမီးတွေအတွက်2026မေလအတွင်းမှာဆိုရင်ကောင်းမွန်စွာပဲဖြတ်သန်းနိုင်ပါလိမ့်မယ်အခုလိုအဆုံးထိရှိပေးလို့ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်တက်ဆက်ပေးခဲ့တာဆိုရင်ခုနှစ်သားသမီးတွေအတွက်လမ်းညွှန်မှုတစ်ခုဖြစ်မယ်လို့မျှော်လင့်မိပါတယ်ကျွန်တော်ရဲ့ဟောကြားခြင်းများကိုလေ့လာသုံးသပ်ပြီးတော့မှဒီမေလအတွင်းကိုဖြတ်သန်းကြမယ်ဆိုရင်ဖြင့်ခုနှစ်သားသမီးများအားလုံးအနေဖြင့်မေလအတွင်းကိုကောင်းမွန်စွာပဲဖြတ်သန်းနိုင်ပါလိမ့်မယ်ကျွန်တော်ကတော့ဗီဒင်ဒီကဆရာဆိုးပဲဖြစ်ပါတယ်